ဆေးလေးအတော့များတဲ့သူဆိုရင်အဆုတ်နှစ်ချမ်းလုံးမှာစကားပေါက်တွေဖြစ်ကုန်တဲ့အထိအန္တရာယ်ရှိတယ်ဆိုတာစေတနာနဲ့အသိပေးပါရစေဦးဇင်းရဲ့အဆုတ်ကလည်းစကားပေါက်ဖြစ်နေတယ်တဲ့အဆုတ်က90%ပဲအလုံးလုံးတော့တယ်တဲ့နောက်ဆုံးထွက်တဲ့အထိအောက်ဆီဂျင်အထောက်အကူနဲ့ဝီလ်ချာအသုံးပြုပြီးအသက်ရှင်မှာတော့တဲ့တတ်ထားတဲ့ breathing tube ကိုဖြုတ်လိုက်ရင်သူဟာသူအသက်ရှူနိုင်ဖို့ဆိုတာလည်းမသိကြဘူးတဲ့ဒါဟာလွန်ခဲ့တဲ့နှစ်30လောက်ကစိတ်လိတ်တရလုံးတောက်ခဲ့တဲ့ဆိုးကျိုးပဲဆရာဝန်ကြီးရဲ့မှတ်ချက်ချတာဟာမိသားစုအားလုံးအတွက်တွေးပြက်ကုန်တဲ့အထိနာကျင်ဒုက္ခနောက်ဆက်တွဲတည်င်းဆိုပဲဆေးလေးအတော့များတဲ့သူဆိုရင်အဆုတ်နှစ်ချမ်းလုံးမှာစကားပေါက်တွေဖြစ်ကုန်တဲ့အထိအန္တရာယ်ရှိတယ်ဆိုတာစေတနာနဲ့အသိပေးပါရစေ